ဒီနေ့တပည့်အတစ်တွေအတက်ပညာကိုစစ်ဆေးရမယ့်ရက်ပဲပြောတာတော့စစ်ဆေးပြီးလို့အဖြေထွက်လာရင်ဝိညာဉ်အရင်းမြစ်စစ်ဆေးချက်နဲ့အတက်ပညာရှင်တပည့်တွေဖြစ်လာလိမ့်မယ်ပိုများတဲ့ကျင့်ကြံမှုတွေရနိုင်ဖို့ငါပိုစူးစမ်းဖို့လို့လည်းစစ်မှုကတူပြုလို့ရမယ့်အရာတွေကိုကြိုတင်ပြီးအစီအစဉ်ချနေပါတယ်တောက်တဲ့မကိုဂိုင်းနဲ့ကအကြီးကဲမှအားလုံးကတိတ်ဆိတ်သွားခဲ့ပြီးအဲတော့မှကြံတဲ့လူတွေလည်းတွားပြီးဖုံမကြောင်ရဲတဲ့အပြင်အနာကိုတောင်မကတ်ရဲတော့ပါဘူးတပည့်အုပ်တွေထဲမှာစစ်မှုကိုအနာကိုလာဖို့ခေါ်လိုက်တာအားလုံးကမြင်တော့တူလို့ထင်ရတွေကိုကြံတဲ့လူတွေကပြောနေပါတယ်စစ်မှုကတောက်တဲ့မကိုအယူတီပေးလိုက်ပြီးမနေ့ကပြောထားတဲ့အကြံပြုချက်ကအကျုံးဝင်သေးတယ်လို့အနာကတ်လိုက်ပြီးစစ်မှုကိုချွဲပြီးပြောနေလို့စီမူကအနောက်ကိုဆုတ်ပေးလိုက်ပြီးကျွန်တော်လို့စရာစိတ်တေးလို့ပြောပြီးစီမူထို့နေရာကနေထွက်လာပါတယ်စွမ်းအင်စစ်ဆေးတဲ့နေရာကိုရောက်တော့လူတယောက်အောက်ကိုပြုတ်ကျလာတော့စီမူတို့ကဆောင်ပေးလိုက်ရပါတယ်ဒီလောက်ပညာလေးနဲ့လာအစစ်စစ်ခံရသေးတယ်ငါရဲ့အချိန်ကိုလာဖြုံးနေတာလားနောက်လာမဲ့လူတွေအကုန်လုံးအစစ်စစ်ခံပြီးအတုံးမကြတာတွေ့ရင်ခဏကလို့ကန်ချခံရလောက်တဲ့အထိနဲ့ပြီးတော့မှမဟုတ်ဘူးအကြီးကဲကတူတို့ကိုပြောနေပါတယ်တစ်ချိန်အစစ်စစ်ခံရဖို့ပတ်စံ3000အရင်ပေးရမယ်စီမူကပတ်စံပေးပြီးအစစ်စစ်ခံဖို့စင်ပေါ်တို့တက်လာခဲ့တဲ့အာယုံခနိုင်စွမ်းအဆင့်3စီလောက်မှစစ်စစ်မှုအောင်မြင်တယ်လို့တတ်မှတ်ထားတဲ့စစ်မှုကိုစပြီးစစ်ဆေးတဲ့အချိန်တခြားလူတွေကဒီကောင်အစ်စ်တက်အောင်ရောက်ပါမလားသူတို့အချင်းချင်းပြောနေကြပါတယ်ဒါပေမဲ့စစ်မှုကအဆင့်5တိရောက်သွားတာမြင်တော့ဘလို့လို့ဖြစ်နိုင်မှာလဲလူတွေအားလုံးကအံ့ဩနေပါတယ်စစ်မှုကသူအဆင့်အောင်လာမိလိုက်တဲ့အခါသူအစိတ်ကအကြီးကဲကအာယုံခံနိုင်စွမ်းအဆင့်3အထက်စီမှာစံတက်မှုကိုကြော်ဖြတ်နိုင်မှာဒါပေမဲ့ဒီထက်အဆင့်ကျော်သွားရင်အတုံးမဝင်ဘူးနင်ကအဆင့်5တိအဆင့်မြင့်နိုင်ခဲ့တယ်ကျန်နေပဲအတက်ပညာရှင်အဖြစ်တက်လန်းနိုင်ရင်ဂိုင်းအတွင်းမှာလည်းနင်းကိုတလီတစားဆက်ဆံလိုက်မယ်ဒါပေမဲ့ငါတယောက်တည်းဆုံးဖြတ်လို့မရဘူးစီမှုကိုသူ့အနောက်လိုက်ခဲ့ဖို့ခေါ်သွားလိုက်ပါတယ်အခန်းထဲကိုဝင်လာတဲ့စီမှုကိုဂိုင်းရဲ့ဒုကောင်းဆောင်ကစံတက်နေပါတယ်စိတ်တကိုးကိုတုံးပြီးတော့ငါရဲ့စိတ်ဝိညာဉ်ပင်လဲစွမ်းအားကိုခုခံနိုင်တဲ့ကောင်လေးနင်ကမစိုးဘူးပဲစီမှုကိုပြောနေပါတယ်စံတက်မှုကိုရက်တက်လိုက်ပြီးကောင်လေးမင်းလက်တိချတိမှာပေါ်လေးဟာနဲ့အာယုံခံနိုင်စွမ်းကိုငါမင်းကိုရွေးချယ်စရာနှစ်ခုပေးမှတစ်ခုကငါတို့ဂိုင်းရတာမှအတက်ပညာရှင်တပည့်အဖြစ်နဲ့နေမှလားတပည့်သားအရင်မြစ်ကိုရတာကလွယ်ပြီးတော့တခြားမရဘူးဒုတိယကတော့ဂတိတစ္ဆာမောလက်နက်မှလက်မှတ်ထိုးရမယ်နောက်ကြရင်မဟုတ်ရနှက်ဆိုးကိုင်းကနေမထွက်သွားရဘူးလို့ဂတိပေးရမယ်ဒီလိုဆိုရင်ငါမင်းကိုလက်ရင်တပည့်အဖြစ်လက်ခံမယ်ငါကိုယ်တိုင်တင်ပေးမယ်လို့စီမှုကိုပြောလိုက်ပါတယ်စီမှုကတူတိကျင်တာတွေကိုအရင်မေးလိုက်ပါတယ်တကယ်လို့ခမရရဲ့တပည့်အရင်ကမတော်တဆကြုံရပြီးအတက်နဲ့ပတ်တက်တဲ့ကျင့်စာတစ်ခုခုမိခဲ့ရင်ခမရကိုယ်တိုင်ကယ်ပေးမှလားစီမှုမေးလိုက်တဲ့မေကွန်းကိုငါတို့ဂိုင်းတစ်ခုလုံးအင်အား300ရင်တော့ကယ်တင်ပေးမယ်လူကားတာမတေဆုံးနေပဲအတက်ဆင်သေးရင်အစွမ်းကုန်ကဲတင်ပေးမယ်လို့ပြောလိုက်ပါတယ်စီမူကတူကိုထက်ကပျက်စီးတွေးမျိုးဆက်ယောဂကိုသူတို့ဖယ်ရှားပေးနိုင်လောက်တဲ့သူရဲ့လက်ရင်တစ်ဘက်ဖြစ်သွားရင်လည်းထပ်ပြီးတော့ကြောက်လန့်ပြီးအတက်ဆင်နေဖို့မလိုတော့ဘူးဒါပေမဲ့ငါကလက်စားချေရအောင်မဲ့တကယ်လို့လွတ်လပ်မှုမရှိရင်ကိုလုံးကျင်တာလုပ်လို့မရရင်အဲ့ဒါဆိုရင်အတက်ဆင်ရတာဘယ်လောက်ကြက်ကြအပါအတော်ဝင်မှလဲအဲ့ဒါကြောင့်စီမူကပထမချက်ကိုပဲယူလိုက်ပါတယ်စီမူကတိုင်ချမ်းယူမဲ့အဆောင်ကိုထပ်ပြီးရောက်လာပါတယ်ကောင်လေးမင်းပါလားတနေ့အချိန်တော့မရောက်သေးဘူးဘာလို့ပြန်လာတာလဲစီမူကတူကြုံခဲ့တာတွေကိုရှင်းပြနေပြီးစစ်စစ်ချက်အောင်လို့အမိတ်ပြ12ခုရလာလို့တိုင်းချမ်းစာအုပ်တွေလာလဲခြင်းဖြစ်ပါတယ်လို့အတူအစိတ်ကလူကိုပြောလိုက်ပါတယ်။ကောင်လေးနေ့ရက်ပါတမီကမဆိုးဘူးပဲအလားလာစီတဲ့စီမှုကိုချီကျူးစကားပြောလိုက်ပါတယ်။နင်ကအစီအစဉ်ပညာကိုတင်ကျင်တာလား။စီမှုနဲ့တစ်တော်မဲ့တိုင်းချမ်းတွေကိုတေချာရွေးပေးနေပါတယ်။စိတ်ဝိညာဉ်စွမ်းအင်နဲ့အဆောင်ပညာကိုတပြိုင်တည်းတိုင်းချမ်းနှစ်ခုကိုလေ့ကျင့်လို့ရမယ့်အရာတွေကိုစီမှုကိုရွေးပေးလိုက်ပါတယ်။ဒီတိုင်းချမ်းနှစ်ခုကိုကြည့်ရင်အရန်ကိုနှေးလိုက်မယ်စီမှုကတိုင်းကျင့်နေရင်တိုင်းနဲ့ပတ်သက်တာတွေကိုတွေးနေပါတယ်။ခမန်းကြီးနှစ်30လောက်ထိကြာမယ်လို့သူ့ကိုပြောထားလို့မထူးတော့ပဲဆက်ပြီးလေ့ကျင့်နေပါတယ်ဒါပေမဲ့စစ်မှုရဲ့ကိုယ်ထဲမှာစီနေတဲ့မြဝင်ဖြူရဲ့အစွမ်းကအခုတူကျင့်ကြံနေတဲ့တိုင်းနှမျိုးစလုံးကိုတခြားလူတွေကြည့်ရင်ကြပေမဲ့မြဝင်ဖြူရဲ့အကူအညီနဲ့စစ်မှုကသူများတွေထက်အဆင့်ပိုတတ်တာမြန်နေပါတယ်စစ်မှုလည်းမထင်ထားပါဘူးမြဝင်ဖြူရဲ့အကူအညီကဒီလောက်ထိအတုံးဝင်မှန်းနောက်ဆုံးမှာတော့စိတ်ဝိညာဉ်စုဆောင်ခြင်းအဆင့်ပထမအဆင့်ကိုထိုးဖောက်နိုင်သွားပြီးမိအဆောင်လက်ဖွဲ့ကိုပါရေးဆွဲနိုင်ခဲ့တဲ့ဒီလောက်ဆိုရင်တိုင်းပြန်ပွဲအတွက်အတုံးဝင်မယ်လို့စစ်မှုကတွေးနေပါတယ်တိုင်းပြန်ပွဲမှာထိတ်ဆုံးနေရကိုဝင်ခြင်းရင်အယောက်20စီးရင်မှာကိုအမှတ်ပါမှရမယ်။ဆိုရတာတော့အောက်အဆင့်ကလူတွေနဲ့တိတ်မကွာပါဘူး။အဲဒါကြောင့်စစ်မှုထိတ်ဆုံးနေရကိုမစင်ပြန်ဖို့တွေးထားလိုက်ပါတယ်။စစ်မှုတို့3ယောက်တိုင်းပြန်ပွဲစီးတဲ့နေရစီကိုရောက်ရှိလာပါတယ်။တခြားလူတွေကပြန်ပွဲမှာဝင်ပြိုင်နေကြပါပြီ။သူတို့ဟိုဒီလိုက်ကြည့်နေတဲ့အခါစစ်မှုတို့ကတောက်တဲမကိုမြင်သွားပြီးတူးစီလာဖို့စစ်မှုကိုခေါ်နေပါတယ်။စစ်မှုလည်းတောက်တဲမထန်သွားလိုက်ပြီးအယုတေပေးလိုက်ပါတယ်ငါနင့်ကိုတတိပေးလိုက်မယ်ထိုင်ရင်အမျိုးသမီးနဲ့ဂတိပေးထားတာတွေကိုဖျက်မယ်ဆိုရင်အချိန်မီသေးတယ်မဟုတ်ရင်တော့နောက်ဆက်တွဲပြဿနာတွေကပြင်းထန်လိုက်မယ်စစ်မှုကိုပြောလိုက်ပါတယ်စစ်မှုကသူပေးထားတဲ့ဂတိကိုမဖျက်ဘူးလို့တောက်တဲမကိုပြန်ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့အပိုင်းကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe နဲ့နူဒီပဲခေါင်းလုံးလေးကိုလည်းနှိပ်ခဲ့ပြီးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစုကလည်းအထူးပဲကျေးဇူးတင်ပါတယ်